မြန်မာအစားအစာနဲ့ကြောက်စိမ်းကိုအာရုံပြုမိလာအောင်မြင့်တင်ပေးနေတဲ့ဆွေဒင်မြန်မာကပြအလှမယ်လေးသက်ဆန်အန်ဒါဆန်က Miss Universe မြန်မာ2024 Television ဖြစ်ခဲ့ပြီးတော့မကြခင်မှာတော့ MGN All Star 2026ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်နိုင်တော့မှာပါသက်ဆန်ကဥရောပနဲ့အာရှအလှတရားတို့အချိုးကျကျပေါင်းဆက်ထားတဲ့ဆွေဒင်မြန်မာကပြအလှမယ်လေးဖြစ်ပြီးတော့မြန်မာနိုင်ငံကိုပို့ပြီးတော့ချက်တာကြောင့်မြန်မာအစားအစာတွေကိုလူသိများအောင်လို့မြင့်တင်ပေးနေပါတယ်သက်ဆန်အန်ဒါဆန်က MGN All Star 2026ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်နိုင်မှုပြင်ဆင်နေတဲ့အချိန်မှာပဲသူမရဲ့ဖခင်ကကွယ်လွန်သွားခဲ့ပါတယ်။ဖခင်ကွယ်လွန်သွားခဲ့တာကြောင့်ဖခင်ရှိတာဆွေဒင်နိုင်ငံကိုချက်ချင်းပြန်ပြေးသွားလို့ရပေမဲ့မပြန်သွားခဲ့ပါဘူး။သူ့ဖေကလည်းဒီပြိုင်ပွဲကိုပြိုင်စေခြင်းနဲ့ဆန္ဒရှိပြီးတော့ဖခင်ရဲ့နောက်ဆုံးဆန္ဒကိုလည်းဖြည့်ဆည်းပေးခြင်းတယ်လို့မြန်မာနိုင်ငံကိုကိုစားပြုခြင်းနဲ့အိမ်မက်အတွက်ဆွေဒင်ကိုမပြန်မဲပြိုင်ပွဲကိုအဆုံးအထိဆက်လက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။သက်ဆန်ကဒီပြိုင်ပွဲအတွက်လာပေါင်းများစွာစူးစမ်းပြီးတော့ပြင်ဆင်ထားခဲ့ရတာဖြစ်လို့စူးစမ်းမှုတွေကိုအလကားမဖြစ်သွားစေချင်ပါဘူး။သက်ဆန်ကဖခင်ကိုဆုံးရှုံးထားရလို့ဝမ်းနည်းနေပေမဲ့လည်းစိတ်အားတင်ပြီးတော့MGN All Star 2026 Miss Grand International All Star ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်မှုအတွက်အဆင်သင့်ဖြစ်နေပါပြီ။နိုင်ငံတကာပြိုင်ပွဲတွေကိုသွားတဲ့အခါအလှမေဒီကနိုင်ငံရဲ့ယဉ်ကျေးမှုကိုကမ္ဘာကသိအောင်ချပြရတဲ့ယဉ်ကျေးမှုတန်တမာတွေဖြစ်တယ်လို့သက်ဆန်ကလည်းမြန်မာနိုင်ငံရဲ့အထင်ကြီးအနေအရာတွေအစားအစာတွေကို social media ကနေတဆင့်နိုင်ငံတကာက follower တွေသိအောင်လို့အမြဲတမ်းကြိုးစားတင်ဆက်နေသူပါ။ရန်ကုန်မြို့ရဲ့နာမည်ကြီးညစေတန်းဖြစ်တဲ့စကိုလန်ကိုနိုင်ငံတကာကသိအောင်မိတ်ဆက်ပေးထားပြီးကျင်ကားဘုံဟိုတယ်ကြီးတွေကအစားအစာထက်မြန်မာလူမျိုးတွေရဲ့လူနေမှုဘဝကိုထင်ဟပ်စေတဲ့မြန်မာရိုးရာလမ်းဘေးအစားအစာတွေကိုဂုဏ်ယူဝင့်ကြောစွာနဲ့စားတောက်ပြခဲ့ပါတယ်။မြန်မာအစားအစာအစ်စ်တွေရှိတဲ့ဈေးတန်းတွေကိုလာလည်အောင်သက်ဆန်ကကြိုတင်ပြီးတော့ပြင်ဆင်ထားခဲ့တာပါရှင်။ဆွေဒင်မှာကြီးပြင်းခဲ့တဲ့ကပြားမလေးဖြစ်ပေမဲ့မြန်မာစစ်အပြည့်အဝရှိနေပြီးတော့ထိုင်းမှာပဲ street food တွေရှိတာမဟုတ်တဲ့အကြောင်းဖော်ပြနိုင်ခဲ့ပါတယ်။ MGN All Star 2026ပြိုင်ပွဲကြီးအတွက်သက်ဆန်ရဲ့ arrival look ကလည်းfashion လောကနဲ့ပြည်သက်တွေကြားမှာဟိုလေးတကြောဖြစ်သွားခဲ့ပါတယ်။ရိုးရိုးလေးနဲ့ကြော်ရှမ်းလှပတဲ့ဝတ်စုံနဲ့ပွားထွက်လာပြီးလက်ဝတ်ရတနာအဖြစ်မြမကုံဆောင်ကြောက်စင်းကိုဝတ်ဆင်လာခဲ့ပါတယ်။အဖိုးတန်ရတနာဖြစ်တဲ့မြမကြောက်စင်းကိုကဘာကသိအောင်ထုတ်ဖော်ပြသခဲ့ပြီးတော့ပြိုင်ပွဲကိုလက်ခံကျင်းပမယ့်အင်ရှင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုပါဝင်တဲ့ဝတ်စုံလေးကိုလည်းပြသွားခဲ့ပါတယ်။အင်ရှင်နိုင်ငံအပေါ်မှာလေးစားမှုရှိကြောင်းကိုတန်တမာရေးရကြကြဖော်ပြသွားခဲ့ပါတယ်။ရိုးရိုးလေးနဲ့အစင်တန်းမြမလွန်းတဲ့ဒီစတိုင်လေးကသက်ဆန်ရဲ့အသွင်လေးလှပတဲ့ခန္ဓာကိုယ်အချိုးစားနဲ့ပေါင်းဆက်သွားတဲ့အခါမှာတော့ပြိုင်ပွဲတွေကြားထဲမှာထင်ထွက်နေပါတယ်။အခုဆိုရင်တော့သက်ဆန်အန်ဒါဆန်က MGN All Star 2026ပြိုင်ပွဲကြီးကိုဝင်ပြိုင်မှုအတွက်အားလုံးအဆင်သင့်ဖြစ်နေပါပြီ။အရင်ကတယ်လီမြန်မာစကားကိုပုံမကျွမ်းကျင်လာတဲ့သက်ဆန်ကဖခင်ဆုံးရှုံးထားရလို့ဝမ်းနည်းနေပေမဲ့လည်းမပြိုလဲသွားခဲ့ပါဘူး။နိုင်ငံတကာကမျက်စိကြားလောက်တဲ့ဆွေဒင်မြန်မာကပြားမလေးရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာနဲ့ခန္ဓာကိုယ်ရှိသလိုစိတ်ဓာတ်ကလည်းခိုင်မာတဲ့အပြင်မြန်မာအစားအစာမြန်မာကြောက်စိမ့်တဲ့ယဉ်ကျေးမှုတွေကိုကမ္ဘာကသိအောင်လို့ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။သက်ဆန်ကအလှမယ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့အမြဲတမ်းအသေးစိတ်ကြကြပြင်ဆင်လေးရှိပြီးတော့ဝန်နာရတဲ့အလှမယ်တွေလာပြိုင်တဲ့ပွဲမှာဆိုရင်လည်းသူ့ရဲ့အရေးချင်းတွေကိုထုတ်ပြသွားမှာပါမြန်မာစစ်အလှမယ်တွေထက်တောင်ပြင်ဆင်မှုမှာအသေးစိတ်ကြနေတဲ့သက်ဆန်ကတနည်းတစ်နှစ်ပို့ပြီးတော့တောက်ပလာခဲ့ပါပြီနော် Miss Universe မှာတော့30မဝင်ခဲ့တာတော့စိတ်ပြတ်မသွားခဲ့ပဲမြန်မာနိုင်ငံကလူငယ်တွေအတွက်ပညာရေး project တွေကိုစူးစမ်းပေးတာကြောင့်သက်ဆန်ကတခြားသောမြန်မာအလှမယ်တွေထက်လည်းထူးခြားနေပါတယ်ရုပ်ရှင်မင်းသမီးဖြစ်ချင်လို့အလှမယ်လောကလေးကိုဝင်သူတွေနဲ့မတူပဲယုံကြည်မှုအပြည့်ရှိတဲ့သက်ဆန်ကို MGN All Star ပွဲမှာအားပေးကြမှာလားဆိုတာကိုမမပြပြပေးခဲ့ပါအောင်နော်